အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတို့ကတော့ဖုတ်ကောင်တရေနဲ့မော်ပညာတော်အကြောင်းပဲဖြစ်ပါတယ်အကြောင်းလေးမစတင်ခင်မှာကျွန်တော်တို့ channel ကို subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြတဲ့ရခင်ချင်ပါတယ်ဟုတ်ကဲ့အကြောင်းလေးစတင်လိုက်အောင်ဖုန်ကြီးခိုင်ကရွာသားတွေစီကနေပြီးတော့သူ့ရဲ့အဖိုးရင်းဖြစ်တယ်အဖိုးဖြူမကြမ်းမမာဖြစ်ပြီးတော့အခုသေလူဆဲဆဲဖြစ်နေပြီဆိုတဲ့သတင်းကိုကြားသိလိုက်ရပါတယ်။ဒါကြောင့်ဖုန်ကြီးခိုင်ကအဖိုးဖြူရဲ့နောက်ဆုံးအချိန်လေးမှာတွားပြီးတွေ့ချင်စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဖုန်ကြီးခိုင်ကရဟန်းဝက်ပြီးတော့ဆရာတော်နောက်လိုက်ခါတခြားရွာမှာတွားပြီးသတင်းသုံးကအဲ့ဒီเจ้าကိုရောက်ကလေးကအဖိုးဖြူကိုတွားပြီးမတွေ့နိုင်ခဲ့တာကြာပြီဖြစ်လို့ပါပဲ။ဒါနဲ့ဖုန်ကြီးကသူ့နဲ့ရွယ်သူဖုန်ကြီးတစ်ပါးဖြစ်တဲ့ဖုန်ကြီးပေါင်ကိုခေါ်ပြီးတော့ခရီးထွက်လာခဲ့ကြပါတယ်။အဲ့ဒီခေတ်ခါကတနေရာကနေတနေရာသွားဖို့ဆိုတာကတော်တော်ခက်ခဲပြီးတော့လိုင်းကားလည်းမရှိတာကြောင့်ဖုန်ကြီးနှစ်ပါးကတောင်ကိုဖြတ်ပြီးတော့သွားခဲ့ရပါတယ်။အဲ့ဒီလမ်းကအဖိုးဖြူနေထိုင်တဲ့ရွာကိုအမြန်ဆုံးရောက်နိုင်မဲ့ဖြတ်လမ်းဖြစ်နေလို့ပါပဲ။ခရီးတစ်ဝက်လောက်ရောက်တော့ညနေဆောင်မှောင်စာပြိုးလာတဲ့အတွက်ဖုန်တော်ကြီးနှစ်ပါးကတောလယ်မှာခဏနာခဲ့ကြပါတယ်။အဲ့ဒီချိန်ကနွေရာသီဖြစ်တာကြောင့်ရေငတ်ခြင်းကိုခံစားနေရပါပြီ။အထူးသဖြင့်ဖုန်ကြီးပေါင်ကကျမ်းမာရေးတိတ်မကောင်းတဲ့သူဖြစ်ပါတယ်။ဖုန်ကြီးခိုင်ကသူ့ကိုစောင့်နေဖို့ပြောပြီးတော့ကိုယ်တိုင်ကတော့မလန်းမကမ်းမှရှိတဲ့စမ်းချောင်းလေးစီမှာရေသွားခတ်ဖို့တာဝန်ယူလိုက်ပါတော့တယ်။ရေဘူးထဲမှာရေပြည့်ပြည့်ပြီးပြန်လာတဲ့အခါမှာတော့ဖုန်ကြီးခိုင်ကပိန်လီ၆ကပ်ပြီးတော့ညက်ပတ်ဆုပ်ပြတ်နေတယ်အဝတ်စားတွေနဲ့နန်စော်နေတဲ့တောသားတစ်ကောင်ကိုတွေ့လိုက်ရပါတော့တယ်။ဒီလိုတောနဲ့ကြီးထဲမှာဒီလူကတာမန်လူဟုတ်မဟုတ်မသိတာကြောင့်ဖုန်ကြီးခိုင်လန့်သွားပြီးတော့အမြန်ဆုံးထွက်ပြေးဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့တောသားကအမြန်လိုက်လာပြီးတော့ရက်ဆန်းအခုချက်ချင်းရက်ဆန်းဆိုပြီးတော့ကြောက်စရာကောင်းတဲ့အတန်ပေါ်မှာနဲ့အော်ဟင်ရင်းနဲ့လမ်းကိုပိတ်ရက်လိုက်ပါတော့တယ်။ဖုန်ကြီးခိုင်ကတကားကြီးဘာဖြစ်လို့လဲဦးစင်းအမြန်သွားစရာရှိနေလို့ပါအဲ့လိုပြောလိုက်တဲ့ခါမှာတော့အဲ့ဒီတောသားကအလင်းလို့စရာမလိုပါဘူးဘာလို့လဲဆိုတော့ဖုန်ကြီးတို့ဘယ်မှသွားလို့မရတော့ဘူးအဲ့ဒါနဲ့ဖုန်ကြီးခိုင်ကလည်းတကားကြီးဘာလို့ဆိုလိုတာလဲဆိုပြီးတော့ပြန်ပေးလိုက်ပါတယ်တောသားကဒီနေရာကမှော်တက်ပညာတော်အောက်လန်းဆရာတွေကသူတို့မွေးထားတဲ့တစီတရေတွေကိုဒီမှာလာပြီးပြစ်ထားကြတာဘလို့ပဲဖြစ်ဖြစ်ဖုန်ကြီးတို့ဒီတရေတွေဖုတ်ကောင်တွေလက်ကနေလွတ်မှာမဟုတ်တော့ဘူးအဲ့လိုပြောလိုက်တဲ့ခါမှာတော့ဖုန်ကြီးခိုင်ကဒီတောသားရဲ့စကားကြောင့်စိုးရိမ်စိတ်ဝင်လာပါတော့တယ်သူပြောတာမှန်သလားမှားသလားမဝေခွဲနိုင်တော့မှပဲဖုန်ကြီးပေါင်ကစိတ်ပူပြီးတော့လိုက်လာပါတော့တယ်ဖုန်ကြီးပေါင်ကဦးစင်းခိုင်ဘယ်ပြောက်သွားလဲလို့စိတ်ပူပြီးလိုက်လာတာဟမ်ဒီတကာကြီးကဘယ်ကရောက်လာလဲအဲ့လိုမေးလိုက်တော့ဖုန်ကြီးခိုင်ကလည်းမတီးဘူးဗျရုတ်တရက်ကြီးလမ်းလာပိတ်ပြီးတော့ဒီနေရာကတဲ့မော်ပညာတော်ဖြစ်နေလို့ကျုပ်တို့ထွက်သွားလို့မရတော့ဘူးဆိုပြီးလာပြောနေတာဖုန်ကြီးပေါင်ကလည်းတောသားကိုတန်တရားနဲ့လှည့်ပြီးမေးလိုက်ပါတယ်ဖုန်ကြီးပေါင်ကတကာကြီးဘာလို့ဒီနေရာကမှော်ပညာတော်ဆိုပြီးယုံကြည်နေရလဲအဲ့လိုမေးလိုက်တဲ့ခါမှာတော့တောသားကဘာလို့လဲဆိုတော့ငါကိုယ်တိုင်ကလည်းဖုတ်ကောင်ဖြစ်နေလို့ပေါ့ကွာငါလိုဖုတ်ကောင်တွေကိုမွေးပြီးတော့ခိုင်းစားတဲ့အောက်လန်းဆရာတွေကသူတို့မလိုချင်တော့တဲ့အခါမှာဒီတောထဲမှာလာပြီးပြစ်ထားကြတာပြီးတော့ငါတို့ဒီတောထဲကနေထွက်သွားလို့မရအောင်အောက်လန်းအတက်နဲ့ချုံနှောင်ထားကြတာငါဘလောက်တောင်စာလောင်မသိနေလဲဆိုတာမင်းတို့သိလားတောထဲကတလိမ့်ဆန်တွေကိုလည်းငါဖမ်းစားတာကုန်ပြီအခုငါစားကြမကြံတော့ဘူးမင်းတို့နှစ်ယောက်ပဲငါအတွက်ရက်တော်တော်ကြာအာသာပြည်စီမဲ့အစာဖြစ်လာတော့မှာပဲတောသားကသူ့ရဲ့စကားဆုံးမှာတော့ပုံစံကပြောင်းသွားပါတော့တယ်။သပင်ကဖယိုဖယဲနဲ့ကိုလုံးကကြီးထွားလာပြီးတော့ခြုံထက်တယ်သွားဆွဲတယ်လက်သေးတွေကိုထုတ်ပြရှည်လျားတဲ့ရှာကြီးကိုထုတ်ပြပြီးတော့ဖုံးတော်ကြီးနှစ်ပါးကိုစားဖို့ဟန်ပြလိုက်ပါတယ်။ဖုံးကြီးပေါင်ကဒါဘာတွေလဲဦးစင်းခိုင်ဖုံးကြီးခိုင်ကလည်းမြင်းတဲ့အတိုင်းပေါ့ဗျာကျုပ်တို့လည်းဖုတ်တရေစားတာခံရတော့မယ်။အဲ့လိုပြောနေတဲ့အချိန်မှာပဲဖုံးတော်ကြီးနှစ်ပါးကဖုတ်ကောင်တစီတားစီထားလို့မူလာလမ်းကိုပြန်မသွားနိုင်တော့ဘဲနဲ့တောနဲ့ထဲကိုတဲတဲ့ကြီးပြေးဝင်သွားပါတော့တယ်။ဖုတ်ကောင်ကလည်းနောက်ကနေအသေးအံလိုက်ပြီးတော့သူတို့နားကိုရောက်လူနေပါဖြစ်နေတဲ့အချိန်မှာရုတ်တရက်ရက်တန့်သွားပါတော့တယ်။ဘာလို့လဲဆိုတော့မျက်လုံးနေနေနဲ့အေယာမကျွဲဖြူကြီးတစ်ကောင်ကရှေ့ကနေပိတ်ရက်ပြီးတော့ဖုံးတော်ကြီးနှစ်ပါးကိုအန်ဒီရယ်မပြုတ်နိုင်အောင်တားဆီးလိုက်လို့ပါပဲ။ဖုတ်ကောင်ကဟိတ်ကောင်ကျွဲဖြူဖဲသန်းအဲ့ဒီချိန်မှာကျွဲဖြူကဖဲမပေးဘဲနဲ့ခံညာသွားမတက်ရရင်ဦးချိုနဲ့ဝှေ့ဖို့ဟန်ပြလိုက်ပါတော့တယ်။ဖုတ်ကောင်ကငါဖုတ်ကောင်ဆိုတာမသိဘူးလားငါအခုရမ်းစာနေတာနော်မင်းမဖယ်ရင်မင်းကိုပါစားပစ်လိုက်မယ်ကျွဲဖြူသားအရန်ရတာရှိမှာပဲဖုတ်ကောင်ကသွားဆွဲတွေကိုထုတ်သွေးတောက်အသားစားဖို့ကျွဲဖြူကြီးစီကိုပြေးဝင်သွားတော့တယ်ဒါပေမဲ့ကျွဲဖြူကသူ့ရဲ့ဦးချိုနဲ့ဖုတ်ကောင်ရဲ့ဝမ်းပိုက်ကိုဝှေ့လိုက်တာကြောင့်ဖုတ်ကောင်ကလွင့်စင်သွားပြီးတော့မြေပေါ်ကိုပြုတ်ကျသွားပါတော့တယ်သူအလွန်အမင်းနာကျင်ခံစားရပေမဲ့လက်မလျှော့ပဲလက်သေးရှည်တွေကိုအရင်ကားထက်ပိုရှည်အောင်ထုတ်လိုက်ပါတယ်သူ့ရဲ့လက်သေးတွေကဓားသွားလို့ထက်ရှာနေပြီးတော့ကျွဲဖြူရဲ့အရေးပြားကိုခွဲစိတ်ပစ်ဖို့ရည်ရွယ်လိုက်ပါတယ်ဒါပေမဲ့ဖုတ်ကောင်ကကျွဲဖြူကဦးချိုနဲ့ထပ်ဝေးမှာဆိုလို့မလှုပ်ဖဲနဲ့ရက်နေကြရပါတော့တယ်
သူကသူ့ရဲ့တကူနဲ့လက်မောင်းကိုရှေ့ထွက်အောင်ဆက်လက်သေးတွေကိုထုတ်ပြီးတော့ကျွဲပြူရဲ့ကိုယ်ပေါ်ကိုရိုက်ချလိုက်ပါတော့တယ်။ဒါပေမဲ့သူ့ရဲ့လက်သေးတွေကကျွဲပြူရဲ့အရေးပြားကိုနည်းနည်းလေးတောင်မထိခိုက်နိုင်ပါဘူး။ဖုတ်ကောင်ကဘာဖြစ်လို့ဒီလောက်အသားရည်ထူနေရတာလဲ။အဲ့လိုမေးပြီးတော့ဖုတ်ကောင်ကဒေါသရောစာလောင်မှုရောကြောင့်ပောက်ကွဲလို့မတက်ဖြစ်နေပါတယ်။အခုဖုန်ကြီးတွေကိုလည်းမစားရကျွဲပြူကိုလည်းမစားရဖြစ်နေတယ်လေ။ကျွဲပြူကဖုတ်ကောင်လက်မလျှော်သေးတာကိုမြင်တော့ရုတ်တရက်သူ့ကိုယ်ပေါ်မှာအင်းခွက်တွေနဲ့တောက်ပတဲ့အလင်းရောင်တွေပေါ်လာပြီးကြောက်စရာကောင်းတဲ့အသွင်ပြင်ဖြစ်လာပါတော့တယ်။သူကဖုတ်ကောင်ကိုထပ်ပြီးပြေးဝေးလိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ဖုတ်ကောင်ကခုခံစရာရှိတော့ပဲနဲ့ကြောက်တန်းတကြားထွက်ပြေးရင်းနဲ့သူ့တွင်းထဲကိုခုန်ဆင်းပြီးပျောက်ကွယ်သွားပါတော့တယ်။ဖုန်ကြီးခိုင်ကတော်ပါပြီကျွဲပြူကြီးရဲ့ဖုတ်ကောင်လည်းကြောက်သွားပါပြီ။သူ့ကိုထပ်ပြီးဒုက္ခမပေးပါနဲ့တော့။ဦးစင်းနဲ့ဖုန်ကြီးပေါင်ကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။ဖုန်ကြီးတစ်ပါးကကျွဲပြူကိုမေတ္တာမျက်လုံးနဲ့ကြည်ရင်းနဲ့ဒီလိုလှပတဲ့ကျွဲပြူကဘလို့လှုပ်ပြီးတော့တောထဲကိုရောက်လာလဲဆိုတာအံ့ဩနေမိပါတယ်။ရုတ်တရက်ကျွဲပြူကအဖိုးကိုတယောက်သွင်းပြောင်းသွားပါတော့တယ်။အဖြူရောင်ဝတ်စုံဝတ်တကူလုံးကထိုးခွင်းအပြည့်လေဘင်းမှာလည်းပရီးတွေဆွဲထားပါတော့တယ်။ဒါကဖုန်ကြီးခိုင်ကိုပို့ပြီးတော့အံ့ဩသွားစေပါတယ်။ဘာလို့လဲဆိုတော့ဒါကသူတို့လာတွေ့တဲ့ဖုန်ကြီးခိုင်ရဲ့အဖိုးအရင်အဖိုးပြူဖြစ်နေလို့ပါပဲ။ဖုန်ကြီးခိုင်ကအဖိုးဘယ်လိုလုပ်ရောက်လာလဲ။အဲ့ဒါနဲ့အဖိုးပြူကလည်းအဖိုးကမြေးတော်အန်ဒီရတွေ့နေတာဆိုတိလို့လာခဲ့တာ။ဖုန်ကြီးခိုင်ကရွာသားတွေပြောတော့အဖိုးနေမကောင်းဘူးဆိုဒါနဲ့ပဲမြည်တော်လာခဲ့တာအခုအဖိုးနေကောင်းသွားပြီလားအဲ့လိုပြောလိုက်တော့အဖိုးဖြူကကောင်းရသူကလေးရောက်သွားပြီမြည်တော်အခုမှရောက်လဲအဖိုးရဲ့အသက်ကိုမမီတော့ဘူးဖုန်းတော်ကြီးနှစ်ပါးကအံ့ဩတုန်လှုပ်စွာနဲ့တယောက်မျက်နှာတယောက်ကြည့်လိုက်ပါတယ်အဖိုးဖြူကအံ့ဩစရာမလိုပါဘူးဒါကအဖိုးရဲ့ဝိညာဉ်ပဲအဖိုးကဆုံးသွားပြီဒါပေမဲ့အဖိုးအတွက်စိတ်မပူပါနဲ့မြည်တော်အဖိုးကောင်းရသူကလေးကိုရောက်ပါတယ်ဖုန်းကြီးခိုင်ကဒါအဖိုးရဲ့ဝိညာဉ်ဆက်လားမြေးတော့နောက်ကျသွားလို့အဖိုးအသက်ကိုမမိလိုက်တာအရန်နှမျောတာပဲအဖိုးကမြေးတော်ပေါ်မှာကျေးဇူးတွေအများကြီးရှိတယ်ငယ်လေးကလေးကကြွေးမွေးပြုစုခဲ့တာရဟန်းဝတ်တဲ့ထိပဲအဲ့လိုပြောလိုက်တော့အဖိုးဖြူကနှမျောစရာဝမ်းနည်းစရာမလိုပါဘူးမြေးတော်ရဲ့မြေးတော်သင်္ကန်းရိပ်မှာခိုးလုံနေတာကိုပြီးတော့အဖိုးကိုသင်္ကန်းဝတ်နဲ့မြင်ဝင်ပေးတာနဲ့အဖိုးဝမ်းသာလာပါပြီအဖိုးသာဓုခေါ်ပါတယ်မြေးတော်လည်းသာသနာရိပ်မှာတစ်သက်လုံးနေနိုင်ပါစေဆိုပြီးဆုတောင်းပေးပါတယ်ဖုန်ကြီးခိုင်ကအဖိုးဖြူရဲ့နောက်ဆုံးခရီးကိုမမိလိုက်ပေမဲ့အဖိုးကမှစိတ်ပူစရာမရှိတော့ဘူးဆိုတာသိတဲ့အခါမှာတော့ဝမ်းမြောက်ကြည်နူးစိတ်ဖြစ်ပေါ်လာပါတော့တယ်ဘယ်လိုပဲဖြစ်ဖြစ်ခွဲခွာခြင်းဆိုတာကတနေ့မဟုတ်တနေ့လူတိုင်းကြုံတွေ့ရမယ့်အရာပဲလေအဲ့ဒီနောက်မှာတော့အဖိုးဖြူရဲ့ဝိညာဉ်ကပျောက်ကွယ်သွားပါတော့တယ်ဖုန်ကြီးပေါင်ကဦးစင်းခိုင်အဖိုးဖြူကဘယ်လိုလုပ်ပြီးကျွဲဖြူအဖြစ်ကိုပြောင်းလဲနိုင်တာလဲအဲ့လိုပြောလိုက်တော့ဖုန်ကြီးခိုင်ကအဖိုးဖြူကလူပြိုဘဝကလေးကဂမ်ဘီယာပညာတွေကိုလေ့လာခဲ့တာတော်ထဲမှာတရားအားထုတ်တီလာဆောက်နေကြတော့သူတင်ထားတဲ့ပညာနဲ့ကျွဲဖြူဖြစ်ကိုပြောင်းလဲနိုင်တာပေါ့အဲ့လိုပဲပြန်ဖြေလိုက်ပါတယ်အဲ့ဒီညကအဖြစ်ပြက်ပြီးတဲ့နောက်မှာတော့နောက်နေ့မနေ့မှာဖုံးတော်ကြီးနှစ်ပါးကအဖိုးဖြူနေထိုင်တဲ့ရွာကိုခရီးဆက်ခဲ့ကြပါတော့တယ်ရွာရောက်တော့အဖိုးဖြူရဲ့အသက်ဝိညာဉ်မရှိတော့တဲ့ရုပ်အလောင်းကိုသာတွေ့လိုက်ရပါတယ်အဖိုးဖြူရဲ့ဝိညာဉ်ပြောတဲ့အတိုင်းသူတို့အမိမတွေ့လိုက်ရပေမဲ့ဖုံးကြီးခိုင်ကတော့ဝမ်းထဲမနေတော့ပါဘူးအဖိုးဖြူတိတ်ဆုံးသွားပြီမဲ့သူ့ရဲ့ဝိညာဉ်ကချစ်လာစွာသောမြေကိုကလေးဘဝကောရဟန်းဖြစ်တဲ့အထိပါအမြဲတမ်းစောင့်ရှောက်နေစေဆိုတာသိလိုက်ရလို့ကျေးဇူးတင်စိတ်နဲ့ကြည်နူးနေမိပါတော့တယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ CN စနေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာကျွန်တော်တို့ CN စက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်နိုင်သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြတ်တဲ့ရက်ခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်